ကျွန်တော်တို့ဖုန်းတွေက software တွေအားလုံးကိုလုံခြုံရေးအရအမြဲတမ်းစစ်ဆေးပေးနေတဲ့ Google Play Protect ကကျွန်တော်တို့အတွက်ဘယ်လိုအလုပ်လုပ်ပေးနေတာလဲဆိုတာဒီနေ့အသေးစိတ်လေးလာသုံးသပ်ကြည့်အောင်ကျွန်တော်ကတော့အမြင်အာရုံချိုးတဲ့သူဖြစ်ပါတယ်အရင်ဆုံး Play Store app တွေကိုဝင်ထားလိုက်မယ်ပြီးအပေါ်ညာဘက်တော့မရှိတဲ့ profile တွေကိုထည့်ဝင်လိုက်မယ် Signed in. Account and settings. Dialog. Double tap. ပြီးစာမျက်နှာပေါ်ဆွဲထည့်လိုက်မယ်ဒီနေရာမှာက Button. Payments and subscription button. Play Protect. Play Protect စာမျက်နှာတွေကိုထည့်ဝင်လိုက်မယ် Button. Play Protect. Play Store. ဒီစာမျက်နှာက Recently scan. scan စာမျက်နှာကိုခဏကြော်လိုက်မယ်နော်ဒီအပေါ်ညာဘက်တော့ကဒီ setting တွေကိုထည့်ဝင်လိုက်မယ် Settings. General. Heading 1 of 5 in list. ဒါဆိုရင် setting ရွေးချယ်စရာနှစ်မျိုးသူပြပေးထားတာပါနော်အပေါ်က General. Scan apps with Play Protect. Play Protect can scan this device and warn you about harmful apps. On. အပေါ်က scan app Play Protect setting ကိုဖွင့်ထားပေးဖို့လိုအပ်တယ်ပေါ့နော်သူကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းတွေကိုsoftware တစ်ခုအသစ်ထည့်သွင်းနိုင်မယ်ဆိုလို့ရှိရင်ဒီ software တွေမှာအန္တရာယ်ရှိလားမရှိဘူးလားဆိုတာအလိုလျောက်သူကတော့ scan ဖတ်ပြီးတော့တကယ်လို့မတမာတဲ့ဒီ hacker တွေရဲ့ malware ပါနေတဲ့ software တွေပါရှိနေမယ်ဆိုလို့ရှိရင်ဒီ Play Protect ကကျွန်တော်တို့စီကိုချက်ချင်းပဲလှမ်းပြီးတော့အကြောင်းကြားပေးတာပဲဖြစ်ပါတယ်သူရဲ့အောက် setting က Improve harmful app detection. Send unknown apps to Google for better detection. On. improve harmful and detection setting ကိုလည်းဖွင့်ထားပေးဖို့လိုအပ်ပါတယ်သူကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဒါလက်ရှိကျွန်တော်တို့ဖုန်းထဲမှာတက်ဆင်ထားပြီးတော့ software တွေအားလုံးကိုသူကအချိန်နဲ့တပြေးညီအမြဲတမ်းစောင့်ကြည့်ပေးနေမှာပဲဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ software တွေအကောင်လုံးကနောက်တစ်ချိန်ကျရင်ဒီ hacker တွေကနီလန်မျိုးနဲ့ဝင်ရောက်ထိုးဖောက်လာမယ်ဆိုလို့ရှိရင်ဒီ Play Protect ကကျွန်တော်တို့ software တွေအားလုံးကိုအမြဲတမ်းစောင့်ကြည့်နေတဲ့အတွက်ကြောင့်မို့လို့ဒီအန်တယ်ရှိတဲ့ဒီ hacker တွေကဝင်ရောက်ထိုးဖောက်လာမယ်ဆိုလို့ရှိရင်သူကကျွန်တော်တို့စီကိုချက်ချင်းပဲအကြောင်းကြားပေးတာပဲဖြစ်ပါတယ်ဒီ setting တစ်ခုစလုံးကဖွင့်ထားပေးဖို့လိုအပ်ပါတယ်သူရဲ့လောတဲ့ပုံစံကတော့အနှစ်6ကတော့ဒီအန်တယ်ရှိတဲ့ software မှန်သမျှကိုအလိုလျောက်သူ auto scan ဖတ်ပေးတဲ့စနစ်ပဲဖြစ်ပါတယ်သူရဲ့နောက်တစ်ခါအောက်ဆုံးက Permissions for unused apps. ဒါကတော့ setting မဟုတ်ဘူးနော်သူစာမျက်နှာတွေကိုတစ်ချက်လောက်ဝင်ကြည့်လိုက်မယ် Permissions for unused apps. Unused apps. Showing items 1. ဒါလည်းကြတော့ Calculator. Metronome. စာရှိတဲ့ပါနော် If an app is unused for a few months, permissions are removed to protect your data. Notifications are stopped to save battery. Temporary files are removed to free up space to allow permissions and notifications again. Open the app. 7 of 7. ဒါလည်းကြတော့ဒီ setting နဲ့မဆိုင်ဘူးကျွန်တော်တို့အတောင်မပြုတ်တော့တဲ့ဒီ software တွေကြာပြီဖြစ်လို့စာမျက်နှာမှာတွေ့နေရတဲ့ software တွေကသူကဒီ power စနစ်ကြီးကအလိုလျောက်သူကလုံခြုံရေးရ permission တွေကိုယာယီသူဖြတ်တိုင်းထားပေးတာနောက်တစ်ခါဒီဘာဒီအားကုန်တတ်စေဖို့အတွက်ဒီ notification တွေယာယီသူပိတ်ပေးထားတာနောက်တစ်ခါယာယီ file တွေကိုခေတ္တသူဖယ်ရှားပေးထားတာမျိုးသူပြပေးတာလွတ်ပေးထားတဲ့စနစ်ကိုသူပြပေးထားတဲ့စာမျက်နှာပဲဖြစ်ပါတယ်ဒါကတော့ဒီတကယ်လို့ဒီ software တွေကိုကျွန်တော်ပြန်လဲကျွန်တော်တို့ Unused calculator metronome စာရေးတစ်ပြပါနော် calculator နံပါတ်ထုံနောက်နေတာတွေပြန်တောင်းကြည့်မယ်ဆိုလို့ရှိရင်ပုံမှန်တိုင်းပဲဝင်တောင်းရုံပဲဖြစ်ပါတယ်ဒါကတော့တိုက်ပြီးအရေးမကြီးဘူးဒီစာမျက်နှာကနေအနောက်ပြန်ခလောက်နဲ့ပြန်ထွက်လိုက်မယ် Play Store ဒါ setting to activate ခုန setting စာမျက်နှာကနေကိုရောက်ဘူးနော်ဒါဆိုရင်နောက်ထပ်တစ်ခါနောက်ပြန်ခလောက်နဲ့ပြန်ထွက်လိုက်မယ်ဒီစာမျက်နှာကလည်းကြတော့ပထမဦးဆုံးကျွန်တော်တို့ကြော်လာခဲ့တဲ့ဒီscan စာမျက်နှာပဲပေါ့နော်ဒါကကြတော့သူကဘယ်လိုလောက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင် scan ဖတ်ရတဲ့နေရာဖြစ်ပါတယ်ခုနကျွန်တော်တို့ချိန်ညှိတဲ့ setting ကဖွင့်ထားတဲ့ setting ကသူက auto အလိုလျောက် scan ဖတ်ပေးတဲ့စနစ်ဖြစ်တယ်ဒါကလည်းကြတော့ကျွန်တော်တို့ကိုယ်တိုင် scan ဖတ်ရတဲ့စနစ်ဖြစ်ပါတယ်ဒါကိုဘယ်လိုချိန်မျိုးမှာကျွန်တော်တို့ကိုယ်တိုင် scan ဖတ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့အသုံးပြုနေတဲ့ software တွေကဒီရုံမဒီတဏှာဖြစ်စရာလက်တွေတွေ့မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်လေဒီအကြောင်းကြားစာတို့ဒါမျိုးတွေ
တနည်းရှိပြီဆိုလို့ရှိရင်ဒီနေ့ဒီစာမျက်နှာကိုလာစစ်ကြည့်ပါအမှန်တော့အပေါ်မှာလည်းအဖြစ်သူပြပေးထားရရှိနော် Security status. No harmful apps found. security started no harm for app sound ဒါ scan သူ auto စနစ်နဲ့သူ scan ဖတ်တတ်ပြီးတာပဲတည့်ရဲ့ဒီဖုန်းတွေက software တွေအားလုံးအကုန်လုံး begin launch နဲ့ launch ဆက်ချရတယ်ဆိုတဲ့ပုံစံမျိုးသူပြပေးထားတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင် scan ဖတ်ကြည့်ရင်လည်းဒီ scan ကိုနှိုက်လိုက်ရုံပဲ Security stat. Scan. Scanning in progress. ခဏလောက်စောက်ပေးရမှာနော်သူခါလေးကြရင်နည်းနည်းလေးကြာတတ်တယ်သူက Security status. No harmful apps found. Play. အဲ့ဒါဆိုရင်ပြီးပါနော်ခုနကအဖြေတိုင်းပဲသူပြန်ပေးတာ Security status. No harmful apps found. security started no harm for app sound begin နဲ့ color launch ဆက်ချရတာပေါ့နော်ဒီ scan ဖတ်တဲ့နေရာကဒီကိုတိုင်းလေး scan ဖတ်ပါခုန auto စနစ်ကိုလေးဖွင့်ထားပေးဖို့ကျွန်တော်အကြံပြုပါတယ်ဒီနေ့လေးလာတောင်းတချက်မှာဒီနေရာပဲအဆုံးသတ်လိုက်ပါတယ်နောက်ထပ်ဒီလိုနည်းပညာကောင်းဗီဒီယိုတွေနဲ့အတူပြန်လည်ဆောင်တွေ့ကြပါမယ်